မင်္ဂလာပါဒီနေ့တော်လေးမိဖို့ချောင်းထဲမှာအားလုံးလိုလိုကြုံဖူးကြမဲ့ထူးဆန်းတဲ့ပြဿနာလေးတစ်ခုအကြောင်းပြောပြချင်ပါတယ် အထူးသဖြင့်ယာဒီဥသူပိုးပူမှာတခါတီးလေးကိုရေစိမ်ပြီးအေးလေးစားမယ်ဆိုပြီးတော့အာရပါရတကိုက်လိုက်ကလန်းဆန်းမသွားပဲခါတူးနေတဲ့အရာတာကြီးလျှာပေါ်ရောက်လာတဲ့အခါအဲ့ဒီခန်းစားချက်ကြုံဖူးကြမယ်ထင်ပါတယ် ဟုတ်တယ်အဲ့ဒီလိုခါနေတဲ့တခွားသီးတွေကိုလေမြန်မာတွေကတော့နာမည်လေးတစ်ခုပေးထားတယ်မွေကြော်သီးတဲ့ကြားဘူးကြမှာပါကဲဒီလိုဒင်တာကြီးဆန်းဆန်းနာမည်ရဲ့နှုတ်ကွယ်မှာတကယ်ရောဘာတွေရှိနေလဲအတူတူလေ့လာကြည့်ကြအောင် ကဲအရင်ဆုံးတော့ဒီမွေကြောတီးဆိုတာတန်တာရီအကြောင်းကနေစလိုက်ကြတာပေါ့ဆိုတော့တကယ်ပဲမြူတကောင်ကအပေမော်ကနေဖြတ်ကျော်သွားလိုက်ရောင်နဲ့အတီးကခါသွားနိုင်တာလားဒါမှမဟုတ်ဒါကလူကြီးတွေပြောလို့ရှိတဲ့ပုံတော်ဘတ်ဆက်တစ်ခုလိုမျိုးတိုက်ဆိုင်မှုကိုအယောင်တင်ထားတဲ့တင်စားချက်တစ်ခုပဲလားစဉ်းစားကြည့်ရင်တော်တော်စိတ်ဝင်စားစရာကောင်းတယ်နော် ဒီတန်တရားကြီးကတော့စိတ်ဝင်စားစရာပဲဒါပေမဲ့တကယ်ကြောင်ရင်အမှန်တိပန်နေကြောင်အဖြေကိုတော့ရှာကြည့်ရမှာပေါ့နော်ကဲဒီကားထားတဲ့တကယ်တရားခံဘယ်လိုလဲဆိုတာဖော်ထုတ်ကြည့်ကြရအောင် တကယ်ချမ်းခံကတော့ Cucurbitacins မြန်မာလို့ဆိုရင်တော့ Cucurbitacin လို့ခေါ်တဲ့ဓာတုတက်ပေါင်းတစ်မျိုးပါဒါကပေကလာတာလေဆိုတော့သခွားပင်ကိုယ်တိုင်ကကိုတဘာဝအတိုင်းထုတ်လုပ်တာပါ Cucurbitacin B တို့ C တို့လိုမျိုးစားတွေရှိပါတယ် ဒီကူကူပီတဲ့ဆင်းဆိုတာကလေအပင်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစနစ်ပြောရရင်သူ့ရဲ့တက်တော်ဆောင်နေလို့ပါပဲပေါ်မွားတယ်တခြားတရက်ချန်တွေလာမစားအောင်ယောဂါတွေမကြရောက်အောင်ဒီအခါတက်နေတော့ကာကွယ်ထားတော့ပေါ့ โอเคဆိုတော့မေးစရာရှိလာပြီဒီချက်ပေါင်းနေတာတဘာဝတိုင်းရှိနေတာဆိုရင်ဘာလို့တခွားသီးတိုင်းမခါရတာလဲတချို့ကချိုးပြီးတချို့ကမဘာလို့ခါနေရလဲအဲ့ဒါကဘာကြောင့်ဖြစ်မလဲ အဓိကအဖြေက electress လို့ခေါ်တဲ့ enzyme မှာရှိနေတာပါဒီ enzyme ကိုပြောတာရင်အခါတက်ဖြီဆေးပေါ့အပင်ကပုံမှန်အတိုင်းပျော်ပျော်ရွှင်ရွှင်ကြီးထွားနေရင်ဒီ electress တက်တွေအများကြီးထုတ်တယ်အဲ့တော့အခါတက်ကိုသူကခြေဖြတ်ပေးလိုက်ကပေါ့ဒါပေမဲ့အပင်ကတခုခုကြောင့်စစ်ဖီစီမှုတွေများလာတဲ့ခါမှာတော့ဒီ enzyme ထုတ်လို့မို့ကကျသွားပြီးအခါတက်တွေကခြေဖြတ်မခံရပဲအတီးထဲမှာစုပုံလာပါတော့တယ် အဲ့တော့အပင်ကိုဘာရီကစီဖီစီမှုဖြစ်စေတာလဲဥပမာအပူချိန်ကရုတ်တရက်ကြီးအရန်ပြောင်းသွားတာမျိုးနေနေညာအပူချိန်20ဒီဂရီလောက်ကွာသွားတာမျိုးပေါ့ပြောအရန်အေးလွန်းတာပူလွန်းတာရေလောင်းတာကပုံမှန်မဟုတ်တာအာဟာရဓာတ်တွေလုံလောက်မရတာအဲ့ဒါတွေအားလုံးကအပင်ကို stress ဖြစ်စေပါတယ် ပတ်ဝန်းကျင်တစ်ခုတည်းကြောင့်တော့လည်းမဟုတ်သေးဘူးနောက်တစ်ချက်ကမျိုးပြီးစစ် genetics ပေါ့နော်တခါတလေမှာကိုယ်စိုက်တဲ့အပင်ညာသူ့အနားမှာရှိတဲ့မျိုးရင်းခါတဲ့အပင်ရိုင်းတစ်မျိုးနဲ့မတော်တဆဝမွန်ကူးမိသွားတာမျိုးဖြစ်တတ်တယ်ဒါမှမဟုတ်ရင်လေသူ့အလိုမျိုးပြီးစစ်ပြောင်းလဲထွားပြီးမွေးရပါကိုအခွာတက်ပို့ထုတ်တဲ့အပင်ဖြစ်သွားတာမျိုးလည်းရှိနိုင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကအဲ့ဒီအခါထဲကအတီးတစ်လုံးလုံးမှာညီတူညတူပြန်နေတာမဟုတ်ဘူးဗျအများဆုံးစုနေတာကအညာဘက်ထိနာမှာနဲ့အခွန်ရဲအောင်မှာပါအဖျားဘက်မှာလည်းနည်းနည်းလေးရှိတတ်တယ်ဒါကြောင့်မို့လို့တခွားတီးခါရင်အညာဘက်ကိုနည်းနည်းများလီးထုတ်လိုက်တာအခွန်ခတ်ထူထူနွားလိုက်တာမျိုးကအခါတဲ့ကိုတော်တော်လေးတက်သားသွားစေနိုင်မှာပါ ကဲအခုပြောမယ့်အပိုင်းကတော့တော်တော်လေးအရေးကြီးပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့သတိပေးချက်တစ်ခုပေါ့နော် လေလာချက်ဒီအားဆိုရင်အရန်ခါနေတဲ့သခွားသီးကို3 gram လောက်ပဲနော်3 gram ဆိုတာအရန်နီးနေလေအဲ့လောက်လေးစားမိုံတွေကိုနေထိုင်မကောင်းဖြစ်သွားနိုင်တယ်လို့ဆိုပါတယ် ဆိုတော့ဒီ Cucurbitacins တက်တွေအများကြီးပါတယ်တခါတီးကိုစားမိရဘာတွေဖြစ်နိုင်လဲဆိုတော့ဖြိုတာအန်နာဘိုက်သေးကနေတော်တော်လေးအောင့်တာပြီးတော့ဝမ်းလျှော့တာမျိုးတွေအထိဖြစ်နိုင်ပါတယ် ဒါကြောင့်မို့လို့အဓိကမှတ်ထားမယ့်အချက်ကအရန်ရှင်းပါတယ်။သခွားတီကတိတိတာတာခါနေတယ်ဆိုရင်နှမျောမနေပဲလွန့်ပြလိုက်ပါလုံးဝမစားသင့်ပါဘူး။ကဲဒါဆိုရင်တော့နောက်တစ်ခါသခွားတီခါနဲ့ကြုံလာတဲ့အခါမြွေကြော်တီးဆိုပြီးထူးဆန်းမနေတော့ပဲဘာကြောင့်ခါလဲဘာလို့တင်လဲဆိုတာကိုရှင်းလင်းသိသွားတော့ပြီလို့မျှော်လင့်ပါတယ်။မှတ်ထားရမှာကတော့ခါနေရင်အကောင်းဆုံးကမစားပဲစွန့်ပစ်လိုက်ဖို့ပါပဲ။